ကျဆရာတော်အားလုံးပဲမင်္ဂလာပါဗျာတွေ့ရလဲကြာပြီဆိုတော့ဒီနေ့ဗီဒီယိုတစ်ပုဒ်တင်ပါမယ်ခင်ဗျာဒါလေးတော့ကျွန်တော်တို့ Redmi ဆရာတို့ကြုံနေရတယ် Redmi 9A တွေမှာတော့ကြုံရတဲ့ဘာ error နဲ့ဆင်နေတယ်လို့ရှင်ပြမှာနော်ဆရာတို့ဒီ USB လမ်းကြောင်းမှာ error တက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်မှာလဲဆိုလို့ရှိရင်ဒီ MPS ဆိုင်းကိုလိုက်မှတ်ထားဖို့ပေါ့နော်ဆရာတို့ဆိုတော့လိုက်မှတ်ထားဖို့ဆိုတော့ကျွန်တော်တို့ဒီကောင်လေးကြည့်အောင်ဆိုတော့ကျတော့အပေါင်းတော့ကိုမှန်အောင်ချိတ်မယ်ချိတ်ပြီးတော့ကျွန်တော်တို့ power key ကိုနှိပ်လိုက်မြင်လားမသိဘူးရှင်းလို့ရမြင်လားဒီမှာဘတ်တန်လေးဇက်ဖြစ်နေဆရာတို့အဲ့ဒါကိုဘယ်မှာမြင်ဘူးလဲဆိုလို့ရှိရင်ကျွန်တော်တို့ Redmi 9A VUSB လမ်းကြောင်းမှာ short ကြရဆိုလို့ရှိရင်ဒီလိုမျိုးအဲ့ဒါမျိုးကြုံရတတ်ပါတယ်ဆိုတော့ကျွန်တော် diagram ကြည့်ရတဲ့အချိန်မှာ VUSB လမ်းကြောင်းကအဲ့ကိုပဲကျွန်တော်ရင်သားလိုက်တာဘာလို့ဆိုတော့ဒီ MPS ဆိုင်းမိလိုက်တာ ਨੇ ဒီကောင်လမ်းကြောင်းကြောင့်ဖြစ်တာလဲဆိုပြီးကျွန်တော်တန်းပြီးတော့တိုင်းတဲ့အချိန်မှာလည်းတန်းတွေ့တာပဲဒီမှာဒီကောင်ကဒီကနေပြီးတော့0000ဖြစ်နေတယ်0000ဖြစ်နေဒါဆိုလို့ရှိရင်ဒီလမ်းကြောင်းမှာကျွန်တော်တို့အချမ်းမြင်ရဖြစ်ဒီကောင် short ကြတယ် short ကြနေတဲ့အတွက်ကျွန်တော်တို့ဘာရင်လောက်ကြည့်လဲဆိုလို့ရှိရင်ဒီကောင်လေးကိုအရင်ဖယ်ထုတ်ကြည့်မယ်ဖယ်ထုတ်ကြည့်လို့မရဘူးဆိုလို့ကျွန်တော်တို့သူ့ရဲ့သက်ဆိုင်ရာလမ်းကြောင်းကိုအားလုံးပါလဲဆိုလို့ရှိရင်ကျွန်တော်တို့လက်ရမှာပေါ့အဲ့တော့ကျွန်တော်ဒီကောင်လေးကိုရင်ဖယ်ထုတ်ကြည့်ပြီးတော့အရင်တိုင်းကြည့်တဲ့အချိန်မှာ0.000 ဖြစ်လာတာဆိုတော့ကျွန်တော်တို့ဒီကောင်ကဂျားထဲမှာကျွန်တော်တို့ Redmi 9A လိုမျိုး CPU ကိုလမ်းကြောင်းဝင်ထားတဲ့ဖြတ်เสียလမ်းကြောင်းမရှိရတော့ဘာလို့ရမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအမှန်ဆို CPU လမ်းမယ်ပြီးရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင်သူ့ရဲ့လမ်းကြောင်းကိုစီးစိမ်နဲ့အုပ်အောင်ပေါ့ဒါဟာကျွန်တော်တို့မသိတဲ့လမ်းကြောင်းဆိုတော့ကတိရဲ့လမ်းကြောင်းဆိုတော့ကျွန်တော်တို့ဒီဒီ Power IC လွယ်တဲ့ကောင်ပဲရေးတော့မှာပေါ့နော် Power IC ထဲမှာကျွန်တော်ဒီလမ်းကြောင်းလေးကိုဝင်ထားတယ်ဆိုတော့အဲ့ဒီကောင်လေးကိုကျွန်တော်လမ်းကြောင်းလေးကိုစီးစိမ်နဲ့အုပ်ပြီးတော့ပြန်ပြီးတော့ဒီ error တက်မတက်အရင်စမ်းကြည့်ကြတာပေါ့ဆိုတော့ဒီကဘယ်ကနေသွားတာလဲလို့ရှိရင်ဒီကောင်ဒီအောက်ကနေပဲဝင်ထားတာဆိုတော့ Power IC ကိုလုံးဝမလုပ်ရလို့ချုပ်ပြီးတော့မှစီးစိမ်ထဲမှာပဲရဒီကလည်းနည်းနည်းတော့ရှိမှာပေါ့နော်နည်းတော့ကြည့်ပြပါအောင်ဗျာဒီမှာရှာမယ်ဆိုတော့ဒီကောင်ဖြစ်ဖို့များမယ်ဖြစ်နေနော်ဒီဘက်ကစရည်မယ်လို့ရှိရင်ဒီနေ3 4 5 6 8ပင်မြောက်က3ပင်မြောက်ဒီနေ3 4 5 6 8ပင်မြောက်က3ပင်မြောက်ဆိုဒီကောင်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့အရင်ဒီလက်လေးပြေးပြီးတော့တိုင်းကြည့်မယ်ရေတော့ဒီမှာလဲ 0.0000 ဖြစ်နေတယ်ဆိုတော့ဒီကောင်လေးကိုကျွန်တော်တို့စီးစိမ်လေးပုံမယ်ပုံပြီးတော့စမ်း
ဒီကောင်ကိုပြီးစိတ်ချသွားရအောင်လို့ဘာလို့မှလဲဆိုလို့ရှိရင်သူ့ကိုလည်းကျွန်တော်တို့ဒီအပင်လေးကိုဖြုတ်ထားလိုက်မယ်1 2 3 4 5 6 9 10 10ပင်မြောက်က3ပင်မြောက်ဆိုတော့1 2 3 4 5 6 9 10 10ပင်မြောက်က3ပင်မြောက်လို့ဒီကောင်လေးကိုကျွန်တော်တို့ခဲလေးကိုဆော့လိုက်ဆက်ပြီးတော့ဒီကျင်တော့ပိုပြီးစိတ်ချအောင်လို့နော်ဒါလေးကိုအားမပြီးရင်ပြန်ကပ်ဆိုတော့ကျွန်တော်တို့ဒါလေးကိုခုနအပြီးရဆိုင်လေးပြလိုက်တာနှုတ်ကြည့်လိုက်အောင်အဲ့တော့ကဲဒီရဆိုင်လေးကိုရှိုးလိုက်အောင်ပေါင်းတော့ကိုမှန်အောင်ချိန်မယ်ပြီးရင်ဟောကြီးကိုနှိပ်ဟောဒါဆိုဒီမှာတက်ကြည့်မယ်တက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နိုးတဲ့ဆိုင် MBR ဖြစ်နိုင်ပြီဆိုတော့ကျွန်တော်ဒီကောင်ကိုဗာနဲ့နှုတ်မလဲဆိုလို့ရှိရင်ပြန်ပြီးတော့ socket နဲ့နှုတ်ကြည့်မယ်ဟုတ်ကဲ့ချိန်မယ်ရပြီးနှုတ်ကြည့်မယ်ဒါဆိုရင်နိုးတဲ့ဆိုင်ပြသွားပြီဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ဒီRedmi 9 မှာသုံးထားတဲ့ VUSB လမ်းကြောင်းနဲ့ကျွန်တော်တို့ဒီမှာ Redmi 73C မှာသုံးထားတဲ့ VUSB လမ်းကြောင်းတွေကတူတူပဲပေါ့နော်အဲ့လိုတတ်မှတ်လို့ရတယ်ကျွန်တော်ဒီ MPR ဆိုင်းကိုမြင်ပြီဆိုတော့ကျွန်တော်တို့ကဒါဘာကြောင့်ဖြစ်နိုင်ပြီဆိုတော့တန်းပြီးတော့အဖြေခွဲလို့ရဖြစ်ပါတယ်ဆိုတော့ဆရာတော်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ဗျာ